is responding to the deadly 7.7 magnitude earthquake that struck Myanmar in just a few days ago. American ခြေစိုက်ခရီးယန်သာသနာပြုဖွဲ့အားမြန်မာနိုင်ငံကငလင်တန်တစ်ဒေသတွေမှာခွဲစိတ်ခံပါတဲ့ယာယီစေးုံစောင့်မယ်လို့ကြေညာထားပြီးရပ်ပိုင်းတွင်ရောက်လာမယ်လို့ထုတ်ပြန်ထားပါတယ်။ကမ္ဘာကျော်ခရီးယန်တရားဟောဆရာဘီလီဂရီဟန်ရဲ့သားဖြစ်သူ Franklin Graham ဦးဆောင်တဲ့ Samaritan Pass ရဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ဟာမကြာမီရပ်ပိုင်းတွင်လာရောက်ရန်ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့လည်းသိရပါတယ်။ We are sending our field hospital. It's got operating theaters, it's got x-ray, it's got laboratory, it's got everything a person needs. လာမယ့်ရက်တွင်မှာခွဲစိတ်ခန်းတွေ x-ray ဆက်တွေဓာတ်ခွဲခန်းတွေပါဝင်လူတွေအတွက်လိုအပ်သမျှပစ္စည်းအလုံးစုံလင်ပါဝင်တဲ့ဆေးရုံတရုံကိုမြန်မာနိုင်ငံကိုဆေးလွတ်တော့မှာဖြစ်ပါတယ်လို့အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ် Franklin Graham ကဆိုပါတယ်Samaritan Pass ဟာမြန်မာနိုင်ငံသားမကကမ္ဘာတဝန်းကဘေးဒဏ်သင့်ဒေသတွေကိုတွားရောက်ကူညီနေတဲ့နှစ်ပေါင်း55နှစ်သက်တမ်းရှိတဲ့ခရီးယန်သာသနာပြုအဖွဲ့အစည်းဖြစ်ပါတယ်။ American နိုင်ငံမြောက်ကယ်ရိုလိုင်းနားခြေစိုက်အေဝံဂေလိလူသားချင်းစာနာထောက်ထားမှုကူညီပေးပရဟိတအဖွဲ့ Samaritans ရဲ့ DC-8 လေယာဉ်ဟာတနင်္လာနေ့ကလေးကမြောက်ကယ်ရိုလိုင်းနား Greensboro ကနေထွက်ခွာခဲ့ပါတယ်။အဲဒီတော့ကနေဒါရှိရုံးကနေတဆင့်တဘာဝဘေးဒဏ်သင့်သူတွေကိုကူညီပေးဖို့အတွက်စေဝါနဲ့ပြည်နယ်တုံ့ပြန်ရေးဆိုင်ရာကျွမ်းကျင်သူတွေကိုလိုက်လံပေးဆောင်နေတာဖြစ်ပါတယ် A tender touch, a prayer, a soft word, you've never known what that would. ပရဟိတအဖွဲ့ဟာရေးပေါ်စေုံအတွက်ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့သူ့ရဲ့ BNN နဲ့ကမ္ဘောဒီးယားရုံးကအဖွဲ့ဝင်တွေကိုလည်းမြန်မာနိုင်ငံကိုဆက်လွတ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အဲဒီအဖွဲ့ဟာမြန်မာနိုင်ငံလေပိုင်းကကြေးရွာချို့မှာလည်းကျန်းမာရေးစောင့်ရှောက်မှုအတွက်ရင်လုံအိမ်သားတွေစောက်လုပ်ပေးခဲ့မှုပါတယ်။ And tonight we want to talk to you about God's Son, Jesus Christ. တရားဟောဆရာ Franklin Graham ရန်ကုန်မြို့မှာ2016ခုနှစ်ကပြုလုပ်ခဲ့တဲ့မေတ္တာဝမ်းသာငြိမ်းချမ်းရာတရားဟောပွဲကိုလာရောက်တရားဟောကြားခဲ့မှုပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူBilly Graham လည်း20ရာစုရဲ့လွှမ်းမိုးမှုအရှိဆုံးတရားဟောဆရာတယောက်ဖြစ်အတိအမှန်အပြုခံခဲ့ရတဲ့သူဖြစ်ပြီးလူပေါင်း 2.2 ဘီလီယံကျော်ကိုအေဝံဂေလိဖြန့်ဖြူးခဲ့သူလို့ဆိုပါတယ်။